အဲ့ဒီမှာဦးဇင်းတို့16နှစ်သားပြီးတော့19နှစ်သားအရွယ်ရောက်လာပြီ16နှစ်ကျော်လာပြီဆိုတဲ့အချိန်ကျတော့ဦးကြီးမရသေနာပတိတွေကသူ့ကိုဘာနဲ့စမ်းသပ်ဖို့အကြံပေးလဲဆိုတော့နော်အမျိုးသမီးတွေနဲ့စမ်းသပ်ဖို့သူ့ကိုအကြံပေးတယ်အဲ့ဒီအချက်ကြတော့ဦးဇင်းတို့ပိဿပေါင်းတော်ကောင်းတို့သူအများကြီးစဉ်းစားရတယ်ပေါ့အဲ့ဒါဘုရင်ကြီးကလည်းပဲဒီအမျိုးသမီးလေးတွေအလွန်ချောတဲ့လှတဲ့နော်လိမ္မာကျွမ်းကျင်မှုရှိတဲ့အမျိုးသမီးလေးတွေကိုငါရဲ့သားတော်ကိုသာနင်တို့ရဲ့အလိုကိုပါအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်သူရှင်ပင်ဖြစ်ပြီးပြမြောက်မယ်ဒီတိုင်းကိုပြောတာဟုတ်လားအဲ့ဒါအများကြီးကျန်တဲ့အဖော်တွေဘာမှမရှိသေးပဲနဲ့အဲ့ဒီတိုင်းလွတ်ပေးတာအဲ့တော့ဘုရားလောင်းကစဉ်းစားပြီအဲ့ဒီအချက်ကြတော့ပါစဉ်းစားတော့ဆိုတော့ဒီအချက်ကိုသာငါကျိုးပေါက်သွားခဲ့မယ်ဆိုရင်ငါလောက်ရှက်စရာကောင်းတဲ့လူမရှိတော့ဘူးသူအဲ့လိုစဉ်းစားတာသူစဉ်းစားတဲ့နေရာမှာဦးဇင်းသဘောကျတာလေးတစ်ခုကသူအများအတွက်ထည့်ပြီးတော့စဉ်းစားတဲ့အချက်ပါဘယ်လိုစဉ်းစားတော့ဆိုတော့ငါကသာဒီလိုအမျိုးသမီးကိစ္စနဲ့နော်ငါတုံလို့ဖောက်ဖြက်သွားမယ်ဆိုလို့ရှိရင်ငါရဲ့အဋ္ဌံပါရမီကျိုးပေါက်သွားမယ်ဆိုလို့ရှိရင်ကျန်တဲ့လူတွေအကုန်လုံးကလူတွေဟာဒီပြင်ကိစ္စနဲ့ပတ်သက်ရင်သာရတာပါဒီကိစ္စနဲ့ပတ်သက်လာရင်ဘယ်သူမှမလွန်ဆန်နိုင်ပါဘူးကွာဆိုပြီးတော့ငါ့ကိုတက်တဲ့အရာမှာထားပြီးတော့နောက်လူတွေဥကျိုးသွားလိမ့်မယ်တဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နော်သူတို့ရအောင်လုပ်ကြတော့မှမဟုတ်တော့ဘူးအဲ့ဒါကိုသူစဉ်းစားနော်သူ့ကိုတက်တည်ပြုတ်ပြီးတော့ဒီကိစ္စကတော့ဇုံမရပါဘူးကွာလို့ဒီလိုကြီးသူအပြောမခံနိုင်ဘူးပေါ့တကယ်လို့သာငါဒီကိစ္စကိုရအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ဒါလည်းပဲမရနိုင်တော့အောင်ခက်တဲ့ကိစ္စမဟုတ်ဘူးလို့ကျန်တဲ့လူတွေမှာယုံကြည်မှုရှိလာနိုင်တယ်။တော့ကျန်တဲ့လူတွေမှာအများကြီးဒီကိစ္စမှာအောင်မြင်အောင်သူတို့အတွက်အထောက်အကူဖြစ်နိုင်တယ်ပေါ့။ဒါကြောင့်ဒီကိစ္စကိုငါမရရအောင်လုပ်မယ်လို့အဲ့ဒါကိုတော့သူအကြီးအကျယ်သူ့ကိုသူအများကြီးအားပေးပြီးတော့ကြိုးစားတယ်ဒီကိစ္စ။အဲ့တော့ဦးဇင်းတို့ဒီကိစ္စကသူ့အတွက်အခက်အခဲဆုံးပဲ။အဲ့ဒါမျိုးသမီးတွေကတ်လာပြီဆိုတော့သူဘာလုပ်တော့ဆိုတော့သူအဋ္ဌံမှုပြုရသေးတယ်။အဲ့ဘယ်လိုအဋ္ဌံတော့ဆိုတော့အသက်ကိုလုံးဝမရှိဘဲနဲ့ငါ့ကိုလာထိတဲ့အမျိုးသမီးတွေဟာနူးညံ့တဲ့အတွေ့အထိကိုမရပါစေတည်းလို့သူအလိုဒိဋ္ဌံအဲ့တော့သူ့ကိုလည်းထိမိလိုက်ရောလူသေးကောင်ကိုထိရတယ်လို့မျိုးပေါ့နော်အစ်ဆက်ဂျန်တန်တန်ဆိုအကုန်လုံးကြောက်သွားတယ်သူ့ရဲ့ပုံစံကလည်းပဲအရင်တင်းနေမဲ့သဘောရှိတယ်အဲ့ဒါနဲ့အကုန်ထွက်ပြေးတာမရအဲ့ဒီကိစ္စကိုလည်းသူအောင်နိုင်မှုရတယ်အဲ့ဒါသူတစ်ချိန်နဲ့စမ်းတတ်တာမဟုတ်အချိန်အခါအားလျော်ဆိုတာအဲ့ဒီတစ်နှစ်လုံးသူ့ကိုအဲ့လိုမျိုးစမ်းတတ်တာနော်အဲ့တော့ဒီဟာကိုသူအောင်မြင်မှုရတဲ့အခါကျတော့မူကြီးမရသေနာပတိတွေအနေနဲ့အကြံကကုံသွားပြီဘလို့မှလုပ်လို့မရတော့အဲ့တော့လာသားလေးတွေကစပ်ပြီးတော့သူတို့မှစမ်းတတ်ခဲ့ရတာသူတို့ဘက်ကကြည့်ရင်လည်းပဲဘလို့မှသီးမခံနိုင်စရာအနေအထားကိုရောက်လာတဲ့ပေါ့အဲ့တော့မင်းကြီးကမူကြီးမရသေနာပတိတွေကိုတိုင်ပင်တဲ့အခါပညာရှိအမတ်တွေကဘလို့ပြောလဲဆိုတော့မင်းကြီးတဲ့ဒီလောက်ကျက်တည်မင်္ဂလာမရှိတဲ့လူကိုတကယ်လို့သာမင်းကြီးတိုင်းပြည်မှာဆက်ပြီးတော့ထားနေအောင်မယ်ဆိုလို့ရှိရင်မင်းကြီးတော်၎င်းမိဖုရားကြီးတော်၎င်းထိနှန်းစည်းတော်၎င်းတမျိုးမျိုးမှာအန်ဒီအကြီးကျယ်ရောက်နိုင်တယ်ဒါကြောင့်ဒီမင်းသားကိုနော်တိုင်းပြည်ရဲ့ပြင်ဘက်ကိုထုတ်ပြီးတော့မြင်မြုပ်ပြီးတော့တပ်ပလိုက်ပါတော့လို့အဲ့လိုမျိုးလျှောက်တင်ကြတယ်အဲ့ဒီမှာဦးဇင်းတို့ခမဲတော်ကြီးဟာဘလို့မှသူ့ရဲ့စိတ်ထဲနော်ဦးဇင်းတို့ဝင်စားပြီးတော့ကြည်ရတာလည်းပဲဒါအလွန်ဆင်းရဲနေမယ်လို့ဆိုနိုင်တာပေါ့နော်မွေးဖွားလာကစားကလွန်တရားမှကြီးကြီးလင်းလင်းတန်တန်ရှင်းရှင်းဟုတ်လားဒီလိုအနေထားကြီးဖြစ်သွားတာဆိုတော့သူ့ရဲ့စိတ်ထဲမှာဒေါသတွေလည်းအများကြီးဖြစ်နိုင်တယ်ပေါ့အဲ့တော့မထူးပါဘူးဆိုတဲ့အမြင်ရောက်သွားတဲ့အခါမှာအဲ့ဒါကိုသူလက်ခံလိုက်တယ်လက်ခံတော့လက်မခံနိုင်တာကဘယ်သူတုံးဆိုတော့အမေဖြစ်တဲ့လူကဘယ်လိုမှလက်မခံနိုင်ဘူးဘယ်ကြီးတဲ့ကျွန်တော်မျိုးမရဲ့သားကိုထိနှန်းစည်းစိမ်ကိုပေးပါဟာမင်းရဲ့သားအစွန်းအားအထိုင်ကိုငါဘယ်လိုလုပ်ထိနှန်းစည်းစိမ်ပေးရမလို့ထိနှန်းစည်းစိမ်ကိုမရသေးလို့သာသူဒီလိုဟန်ဆောင်နေတာနေမှာပါထိနှန်းစည်းစိမ်ကိုရရင် तू ပြောကောင်းပြောနိုင်ပါတယ်မအေးဆိုတော့အဓိကဘယ်လိုမှဒါကို तू မစွန့်လွတ်နိုင်ဘူးအဲ့ဒါနဲ့ဘယ်နှစ်ပေးရမှာလို့ဆိုတော့9နှစ်တောင်းတာနော်တဖြည်းဖြည်းနဲ့ရှော့လာတော့9ရက်ပဲရတယ်အဲ့ဒါ9ရက်ထိနှန်းစည်းစိမ်ပေးသေးတယ်သူ့ကိုအဲ့ဒီအတွင်းမှာလည်း तू ဘာလို့တုံဆိုတော့သူ့ကိုဖြောင်းဖြတ်နားချဖို့အချိန်ရတာပေါ့မိဖုရားကြီးကမေတော်ကြီးကအဲ့ဒါ9ရက်လုံးငိုယိုမစားမတော့နဲ့တာနာသွားပြီးတော့ပဲသူအမြဲတမ်းနားချတယ်ဒါပေမဲ့မရအောင်ဟုတ်လားအဲ့ဒါနဲ့ဦးဇင်းတို့9ရက်မြောက်တဲ့နေ့ကျတော့သူ့နန္ဒယထာရင်းကိုအပ်လိုက်တယ်ပေါ့နော်သူ့ကိုမင်္ဂလာမရှိတဲ့တကားကနေထုတ်ပြီးတော့နော်မြေမြုပ်ပြီးတော့တတ်ရမယ်မင်္ဂလာမရှိတဲ့ယထာပေါ်မှာတင်မင်္ဂလာမရှိတဲ့တကားကနေထွက်ရမယ်ဆိုပြီးတော့ဒါပေမဲ့သူ့ရဲ့ဘုံကံရှိတဲ့အတွက်ကြောင့်မင်္ဂလာရှိတဲ့ယထာပေါ်မှာပဲတင်ပြီးတော့မင်္ဂလာရှိတဲ့တကားဘောက်ကပဲထွက်ချသွားတာ
သူ့ကိုလည်းအဲ့ဒါလိုလဲတည်သွားရောမေတော်ကြီးကတခါတည်းသတိမိတ်ပြီးတော့လဲသွားရောအဲ့ဒါကို तू မြင်ရတယ်အဲ့ဒီအချိန်မှာ तू အကြီးအကျယ်အထိကဆုံးမယ်ကျန်တာတွေကို तू လွယ်လွယ်ကူကူဒါနဲ့စာရင် तू ဖြတ်တန်းနိုင်တယ်လို့ဆိုရမယ်ပေါ့နော်ဒါဒီမအေးကြီးလဲသွားတာလဲမြင်ရောငါစကားပြောလိုက်တော့မှနဲ့တူတယ်လို့ तू စဉ်းစားတယ်တဲ့ဟုတ်လားအဲ့ဒီလိုစဉ်းစားပြီးမှပြန်ပြီးတော့မှညံနဲ့ဘလို့ထိန်းအောင်ဆိုတော့အမေကတည်သွားနိုင်သလားလို့ तू စဉ်းစားတယ်တည်မသွားနိုင်ဘူးဆိုတော့ तू သိတယ်သိတဲ့အခါကျတော့ငါတကယ်လို့မေတည်မှာဆိုလို့ရှော့လိုက်မယ်ဆိုရင်ငါရဲ့ရည်ရွယ်ချက်တွေလည်းအပြီးအပိုင်ရောက်ခါနီးမှဖြစ်စည်းတယ်လို့ဖြစ်သွားမယ်။ तू ကသူ့ကိုတိုင်းပြည်ကနေနှင်ထုတ်တဲ့အနေအထားတစ်ခုကို तू ရချင်တာဟုတ်လားအခုသူ့ကိုမြင်မြုပ်တတ်ဖို့နန်းတော်ပြင်မဲ့ရောက်သွားပြီဆိုတဲ့နဲ့သူ့ရဲ့အကြံကအောင်မြင်သွားပြီ။လူရှင်မင်းလှုပ်ဖို့မလိုတော့ဘူးပေါ့နော်။အေးအဲ့ဒီတော့မအေးကို तू ကငဲ့ပြီးတော့စကားပြောလိုက်မယ်ဆိုရင်သူ့ရည်ရွယ်ချက်လည်းအထမမြောက်တော့ဘူး။ဒါပေမဲ့ဒီတတ်တော်ရဲ့ဇက်သိမ်းပိုင်းကအလုံးကိုကောင်းတယ်ဟုတ်လားသူ့ရဲ့အကွက်ကြကြစီမံနိုင်တဲ့အနေအထားကအလုံးရဲ့အပေါ်မှာအကျိုးသက်ရောက်မှုအကြီးကြီးရှိတယ်နော်သူတယောက်တည်းအတွက်အကျိုးရှိတာမဟုတ်အဲ့ဒါနဲ့ဘုရားလောင်းကဒီတိုင်းပဲလိလျူရှုပြီးတော့သူနန္ဒယထာဒိန်ခေါ်တဲ့နောက်ကိုလိုက်သွားတယ်ဟိုရောက်တဲ့အခါကျတော့ယထာဒိန်ကသူ့ကိုမြုပ်ဖို့အတွက်မြေကြီးတူးတယ်ပေါ့အဲ့ဒီမြေကြီးတူးနေတော့မှပဲသူကအဲ့ဒီယထာဘောကနေထလာတာအဲ့ဒါသူ့ရဲ့ပထမအဆုံးထခြင်းပေါ့နော်အဝိဇ္ဇာတွေဝက်အဲ့ဒါနဲ့အကုန်လုံးပြီးပြင်းစင်ပြီးပြီဆိုဟိုအောက်ကိုငုံပြီးတော့မြေကြီးတွင်းထဲမှာတူးနေတာအဲ့ဒါတွင်းနှခမ်းကနေရက်ပြီးတော့အစုအတွက်တူးနေတာတော့လို့သူသွားမေးတယ်လို့ဒီအတန်လဲဟိုကမကြဘူးလေမော့တော့မကြည့်ဘူးအဆွန်အထိုင်းကလေးတယောက်ရှိတယ်အဲ့ဒါအတွက်တူးနေတာနော်ဘယင်ကြီးရဲ့သားအဲ့ဒါကိုမြုပ်မလို့ဘယင်ကြီးဆိုတာမင်းရဲ့ကျေးဇူးရှင်မဟုတ်လားမေးတယ်ဟိုကဘုရားလောင်းကဟုတ်တယ်တဲ့တို့ရဲ့ကျေးဇူးရှင်ပဲကိုကျေးဇူးရှင်ရဲ့သားကိုတတ်မယ်ဆိုတော့မင်းကအလွန်ကျေးဇူးကမ်းတဲ့လူပဲလို့ပြောတယ်ဟာအဲ့ချိန်မှာလန့်ပြီးတော့မော့ကြည့်တယ်မော့ကြည့်တော့လည်းပဲအဲ့ဒါသူ့ရဲ့အရှင်သခင်သားလို့မသိဘူးသူ့အနေနဲ့ဘာမှမျှော်လင့်ထားတာမရှိဘူးဟိုကအစွန်းအားလေးယထာထဲမှာဒီတိုင်းပဲရှိမယ်လို့ထင်နေတာအဲ့ဒါနဲ့တူတူပြောကြပါစို့နောက်ဆုံးတော့သူ့နန္ဒာကတိသွားတယ်တိသွားတဲ့ခါကျတော့အယံအံ့ဩပြီးတော့နော်ဘယ်နဲ့ကြောင့်ဒီလိုမျိုးဖြစ်ရတာတော့ပေါ့အဲ့ဒီမှာငါဟာဇာတိတရဉာဏ်ကိုရတယ်နော်အရင်ဘဝကငါငရဲပြည်ရောက်ခဲ့တာကိုငါသိတယ်အဲ့ဒါငါဟောဒီဗာရဏသီပြည်မှာအနှစ်20ရှင်မင်းလုပ်ခဲ့လို့အဲ့ဒါရဲ့အကျိုးဆက်အနေနဲ့ငါသွားပြီးတော့ခံစားရတာအဲ့ဒါကိုကြောက်ရွံ့တဲ့အတွက်ကြောင့်ငါရှင်မင်းမဖြစ်လို့ရှင်မင်းမဖြစ်လို့တဲ့အတွက်ကြောင့်အဲ့ဒီမင်းတို့ရဲ့တိုင်းပြည်ကနေခက်ခက်ခဲခဲငါအဲ့ဒါလိုအဋိဌံတရားနဲ့အခုလိုထွက်ခဲ့ရတာအသေးသေးသူရှင်းပြတယ်အဲ့လိုပြောတဲ့အခါကျတော့သူနန္ဒာကအဲ့ဒါလိုဆိုရင်တဲ့အရှင်သားဟာအလွန်မှမြင့်မြတ်တယ်ပေါ့တော့အရှင်သားယတိဝတ်ပြီဆိုရင်ကျွန်တော်မြည်ယူလေယတိဝတ်ပေးရစီအောင်အဲ့တော့ဘုရားလောင်းကအဝတ်မခံအောင်မင်းယတိဝတ်နေလို့ရှိရင်တဲ့သူစဉ်းစားတာကညံအယံပါတယ်တိုင်းပြည်ကလူတွေကငါတို့သားလေးကဘလူးလေးလားမသိဘူးသွားမြုပ်တဲ့လူတောင်ပြန်ရောက်မလာဘူးလို့အဲ့လိုမျိုးရှောက်ပြီးတော့တွေးနေကြမှာတဲ့ဟုတ်လားပြီးတော့ဒီယထာကြီးကရှိသေးတယ်မြင်းတွေကရှိသေးတယ်အဲ့တော့မင်းပြန်အသင်ပြန်ပါပြန်ပြီးတော့ငါရဲ့ဖခမဲတော်ကိုအကျိုးအကြောင်းပြောပြမယ်တော်တို့ကိုဆိုတော့မှသူလည်းဝမ်းမြောက်ဝမ်းသာပြန်တယ်ပေါ့ဒီစကားမပြောတဲ့မင်းသားကယတိဖြစ်သွားပြီဆိုကြပါစို့အဲ့ဒီမှာဦးဇင်းတို့နန်းတော်ကိုပြန်ရောက်သွားတဲ့သူနန္ဒယထာရင်းရဲ့ပြောပြချက်ကြောင့်ကြီးကျယ်ဝမ်းသာကြတယ်ပေါ့အဲ့ဒါနဲ့အကုန်လုံးဘုရားလောင်းယတိကြီးကိုဒီဖခမဲတော်ကြီးနဲ့မိဖုရားကြီးနဲ့ခေါင်းဆောင်တဲ့နောက်တိုင်ပြည်မှာရှိတဲ့နောက်အထက်အပိုင်းကလူတွေအကုန်လုံးတိုင်တိုင်ဝမ်ဝမ်ကြီးရောက်သွားကြတာရောက်သွားကြတဲ့အခါကျတော့ဘုရားလောင်းကရောက်ချင်းသူတို့ကဧည့်သည်တွေပဲဧည့်သည်တွေဆိုရင်တော့ငါအခခါရမှာပဲဆိုပြီးတော့ဘာလို့တုံးဆိုတော့သူစားတဲ့ကံပြင်းရွက်ပြုတ်ကိုတည်တယ်တဲ့စီလည်းမပါဘူးစားလည်းမပါဘူးရေလုံးပြုတ်ထားတာကံပြင်းရွက်ပြုတ်အဲ့ဒါကိုဘုရင်ကြီးကဒါငါသားစားတဲ့အစားစားတယ်ဆိုတော့လက်ပေါ်ကိုတင်ကြည့်တယ်ချစ်သားတဲ့သင်ဟာတောထဲမှာတယောက်တည်းနေနေတာပြီးတော့စားတာကလည်းပဲဒီကံပြင်းရွက်ပြုတ်ပဲစားတာပေါ့ဒါပေမဲ့သင်ကိုကြည့်ရတာအလွန်မှကြည်လင်တောက်ပနေတယ်တဲ့ကြည့်ရတာအလွန်မှကောင်းတယ်ပေါ့ဘယ်နဲ့ကြောင့်သင်ရဲ့အရေးအစင်းတွေကအဲ့လိုကြည်လင်တောက်ပနေတာတုံးလို့မေးတဲ့အခါကျတော့ဘုရားလောင်းကဘာပြန်ပြောတော့ဆိုတော့မင်းကြီးတဲ့အဲ့ဒါလိုမြက်ခင်းလေးပေါ်မှာတယောက်တည်းနေရတာကြောင့်ကိုပဲအရေးအစင်းကကြည်လင်နေတာတဲ့တစ်ချက်ဒါမျိုးသူပြောတယ်ပြီးတော့ဘာအဆောင်အကျက်မှမရှိဘဲနဲ့ဘာအစိုးရင်ထိတ်လန့်မှုမှမရှိဘဲနဲ့အဆောင်ဒီအကျက်တွေနဲ့ထိမ့်သိမ့်နေရတဲ့အနေအထားမျိုးမဟုတ်တဲ့အတွက်အကြောင်းကိုပဲမျက်နှာအရေးစင်းကကြည်လင်းနေတာတဲ့နောက်တစ်ချက်သူပြောတာလေးကပိုစိတ်ဝင်စားတဲ့အကောင်းဘာလို့သူရဲ့ရုပ်ရည်စင်းကြည်လင်းနေတာတုံးဆိုတော့နော်
နော်အတိတ်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာပူလောင်စိုးရိမ်တာမရှိဘူးအနာဂတ်နဲ့ပတ်သက်ပြီးတော့တောင့်တတာမရှိဘူးဒါပေမဲ့ပြစ္ဆုတ်ပံမှာကဘလို့နေတော့အခုဖြစ်နေတဲ့အနေအထားလေးနဲ့ तू ကမျှတာတယ်တဲ့မျှတာတယ်ဆိုတာဘာပြောတာလဲအစင်ပြေတယ်လို့ပြောတာဟုတ်တယ်မဟုတ်လားအခုဖြစ်နေတာလေးကိုဘာလို့အစင်ပြေတယ်တဲ့ညာတော့ပြင်စိတ်ဆင်းရဲတယ်ဆိုတာအခုဖြစ်နေတာကိုအစင်ပြေလို့ပဲလေခုဖြစ်နေတာဘာကြောင့်အစင်ပြေတာလို့မင်းများသောအားဖြင့်အတိတ်ကိုပြန်လာရှိမယ်အနာဂတ်ကိုကြံလာရှိမယ်ပေါ့သူ့မှာအဲ့လိုမရှိဘူးနော်အတိတ်နဲ့ပတ်သက်ပြီးတော့တွေးပူတာလည်းမရှိဘူးအနာဂတ်နဲ့ပတ်သက်ပြီးတော့တောင့်တနေတာလည်းမရှိဘူးအခုဖြစ်နေတာလေးကိုလည်းပဲမကြည်မနှက်ဖြစ်နေတာမဟုတ်ဘူးနော်အခုဖြစ်နေတာကိုလည်းဘာလို့မျှတာတယ်တဲ့အစင်ပြေပြေလေးသူ့စိတ်ထဲမှာရှိနေတယ်ရောင်ရဲမှုတင်တိမ်မှုကျဉ်းနှက်မှုဒါကလောဘဒေါသမောဟမရှိမှဒီမျှတာတယ်ကျဉ်းနှက်တယ်ဆိုတာလေးကရှိနေတာ哦ဟုတ်လားအဲ့ဒါကြောင့်မလို့သူ့ရဲ့ရုပ်အရှင်းလေးကကြည်လင်တန်ရှင်းနေတာလို့သူကအဲ့လိုပြောတာအနာဂတ်နဲ့ပတ်သက်ပြီးတော့တွေးတောပြီးတော့ကြံစည်နေကြတဲ့ပုံကိုယ်တွေအတိတ်နဲ့ပတ်သက်ပြီးတော့တွေးတောကြံစည်နေကြတဲ့ပုံကိုယ်တွေပူလောင်နေကြတဲ့ပုံကိုယ်တွေအဲ့ဒီပုံကိုယ်တွေဟာဘာဖြစ်တုံးဆိုတော့နှုတ်ဖြတ်ထားတဲ့ရိပ်ဖြတ်ထားတဲ့ကျူရိုးများလို့ရိပ်ပြီးလာတဲ့အဲ့ဒီကျူရိုးကစောစောကဆူဆူစိမ့်စိမ့်လေးရိပ်ဖြတ်ထားလိုက်တာနဲ့ချထားပြီးခဏနေမှဖြစ်တော့ညှိုးချောက်သွားဟုတ်လားဒါကြောင့်အတိတ်နဲ့ပတ်သက်ပြီးတော့ပူပန်းနေတဲ့လူအနာဂတ်နဲ့ပတ်သက်ပြီးတော့စိုးရင်ကြောင်းကြနေတဲ့လူနော်ဒီလိုလူတွေဟာကြည်လင်မှုတန်ရှင်းမှုမရှိနိုင်ဘူးလို့သူအဲ့လိုပြောတာနော်အဲ့လိုပြောတဲ့အခါကျတော့ရှင်မင်းကြီးကရှင်းသားတဲ့မင်းဟာအခုမှငယ်ငယ်လေးပဲရှိသေးတယ်ပေါ့အဲ့တော့ငယ်ငယ်လေးရှိသေးတဲ့မင်းဟာတောထဲမှာဒီလိုကြီးလာပြီးတော့နေလို့ဘာလို့မှတော့တဲ့အဲ့တော့အဖေနဲ့ပြန်ပြီးတော့တိုင်းပြည်ကိုလိုက်ခဲ့ပါရှိတာတွေအကုန်လုံးမင်းကိုအပ်မယ်ပေါ့နော်ဒီနန်းစီစဉ်အကုန်လုံးမင်းကိုအပ်မယ်အဲ့မင်းဒီနန်းစီစဉ်ကိုခံစားပြီးတော့သားတွေသမီးတွေရပြီးတော့မှနောက်ကြတော့မှမင်းရှင်ရဟန်းပြုပါအခုမင်းအရန်ငယ်နေပါသေးတယ်18နှစ်လောက်ပဲရှိသေးတာဟုတ်လားအဲ့တော့အတင်းငယ်နေသေးတဲ့အတွက်ကြောင့်ဒီလိုလူငယ်တယောက်အနေနဲ့တော်ထဲမှာဘာလုပ်မလို့အဲ့လိုမျိုးငယ်တာကိုအကြောင်းပြပြီးတော့သူ့ရဲ့နောက်ကိုပြန်လိုက်ခဲ့ဖို့တောင်းပန်တာအဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းကဒီငယ်တာကိုအကြောင်းပြပြီးတော့သူ့ကိုခေါ်တော့သူကလည်းပဲငယ်တာကိုအကြောင်းပြပြီးတော့မြတ်သောအကျင့်ကိုကျင့်သုံးတဲ့တယ်ဆိုတာသူပြန်ပြောတာမင်းကြီးတဲ့ငယ်တုန်းမှာအကျင့်မြတ်ကိုကျင့်မှသာလဲနော်ထွန်းထွန်းပေါက်ပေါက်ဆွမ်းဆွမ်းတမန်ကျင့်သုံးနိုင်တာဒါကြောင့်ငယ်တုန်းမှာအကျင့်မြတ်ကိုကျင့်ခြင်းကိုဘုရားအစရှိတဲ့အရိယာသူတော်ကောင်းကြီးတွေဟာအလွန်ချီးမွမ်းကြတယ်တဲ့နော်အသက်ကြီးမှဆိုရင်သိပြီးတော့မလွယ်ဟုတ်လားဒါကြောင့်သူဟာငယ်တုန်းမှာပဲဒီအကျင့်မြတ်ကိုကျင့်မယ်နော်ဒီနန်းစည်းစိမ်ဖြင့်သူအလိုမရှိပါဘူးလို့သူပြောတယ်အဲ့ဒီလိုပြောတဲ့အခါကျတော့နော်သူမင်းလို့လို့တဲ့စိတ်မရှိဘူးဒါကိုပို့ပြီးတော့ခိုင်မြဲသွားအောင်နော်မင်းကြီးကိုသူတရားဟောတယ်ငါတို့ငယ်သေးတယ်ဆိုပြီးတော့နော်အကျင့်မြတ်ကိုမကျင့်ဘူးအကျင့်မြတ်နဲ့အလံဝေးနေတဲ့လူတွေအတွက်သူပါပြောတော့မင်းကြီးတဲ့အလွန်ချစ်စရာကောင်းတဲ့ငယ်ငယ်လေးအရွယ်လေးတွေလူတွေနော်မိခင်ဖခင်တွေအလွန်ချစ်ကြတဲ့အရွယ်ကလေးမှာသေသွားကြတာတွေကိုသူမြင်ဘူးတဲ့နော်ဥပမာနော်မြစ်ပင်လေးတွေတစ်ပင်လေးတွေနုနုလေးတွေကိုဆွဲနှုတ်တိုက်တယ်လို့မျိုးတင်မင်းကငယ်ငယ်လေးနဲ့ခေါ်သွားတာကိုသူတွေ့ရဘူးတဲ့ဆိုလိုတာကငယ်လေးပဲပါတော့သေရတာပဲငယ်တဲ့အတွက်ကြောင့်မသေးသေးပါဘူးလို့ထင်နေတဲ့ပုံကိုယ်တွေအတွက်ဘယ်လိုလူမျိုးဟာဒီသေခြင်းတရားကိုငယ်ငယ်ရွယ်နဲ့ဖြစ်သွားစေတတ်တဲ့ဒီအသက်နဲ့အကျွမ်းတဝင်ရှိတဲ့နယ်လေလို့သူပြောတာဒီအသက်ဆိုတာကငယ်ငယ်ရွယ်လည်းပဲသေတတ်တာပဲငယ်ငယ်ရွယ်သေတတ်တဲ့ဒီအသက်နဲ့ဘယ်လိုလူဟာဘာကြောင့်အကျွမ်းတဝင်လှုပ်တဲ့နယ်လေမလှုပ်တဲ့မှုပေါ့အသက်နဲ့အကျွမ်းတဝင်မနေတဲ့မှုလို့ပြောတာအကျွမ်းတဝင်မနေတဲ့မှုဆိုတာဘာကိုပြောတာတော့စိတ်မချတဲ့မှုလို့ပြောတာဟုတ်တယ်မဟုတ်လားပြီးတော့သူဆက်ပြီးတော့ဥမာတစ်ခုပြောတာကတတ္တဝါတွေဟာဘာနဲ့တူတော့ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ရေနေလာတဲ့ရေကန်တွေကငါးတွေနဲ့တူတယ်တဲ့နော်ရေနေငါးဆိုတာတဖြည်းဖြည်းနဲ့သူတို့ဘာလို့တေဖို့တေချာနေတယ်တော့တကယ်စဉ်းစားကြည့်တဲ့အခါကျတော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝဟာလည်းဘယ်လိုဖြစ်နေတော့ရေနေငါးပဲဟုတ်လားအဲ့ဒီမှာသူဆက်ပြီးတော့ဗာပြောလို့ဆိုတော့မင်းကြီးတဲ့ဟောဒီလောကကြီးဟာအမြဲတမ်းအနှိမ့်ဆက်ခံနေရတယ်အမြဲမပြတ်လဲချမ်းရမ်းနေတယ်ပြီးတော့ဒီကာလတွေဆိုတာအလကားအချီးနှီးကုန်ခန်းတော့တာမဟုတ်ဘူးတဲ့သူသုံးချက်ပြောတယ်ပြောတဲ့အခါကျတော့မင်းကြီးကအဲ့ဒါကြောင့်တိတ်နားမလဲအဲ့တော့သူဗာဆက်ပြီးတော့ပြောလို့ဆိုတော့မင်းကြီးတဲ့အဲ့တော့အမြဲမပြတ်နှိမ့်ဆက်တယ်ဆိုတာကသေခြင်းတရားတွေဖြစ်နေတာကိုပြောတာသိနေကြတာပဲပေါ့ဟုတ်လားအမြဲမပြတ်ချမ်းရံတယ်ဆိုတာကအိုခြင်းတရားကိုပြောတာတဲ့အချီးနှီးမဟုတ်မူ၍ကုန်ခန်းသွားနေတယ်ဆိုတာကဘာပြောတာလဲဆိုတော့ဒီကဓမ္မတို့အချင်းတို့အချိန်တွေကုန်သွားတယ်နေ့တွေရက်တွေကုန်သွားတယ်ဆိုတာအလကားကုန်တာမဟုတ်ဘူးတဲ့
အသက်ရဲ့အစင်းရဲ့ခွန်အားရဲ့ဒီသုံးခုကိုကုန်ခန်းစေရင်းနဲ့သွားနေတာတဲ့အသက်လည်းတစ်ဖြည်းဖြည်းကုန်လိုက်တယ်နော်အစင်းလည်းတစ်ဖြည်းဖြည်းနဲ့ကုန်လိုက်တယ်ခွန်အားတွေလည်းတစ်ဖြည်းဖြည်းနဲ့ကုန်လိုက်တယ်အဲ့သူဘာဆက်ပြီးတော့ပြောလို့ဆိုတော့မင်းကြီးတဲ့လူဘဝရဲ့ရှင်သန်နေရတယ်ဆိုတာမြေတစင်းစီးဆင်းနေတာနဲ့လည်းအလွန်တူတယ်တဲ့မြေတစင်းစီးဆင်းတယ်ဆိုလို့ရှိရင်အဲ့ဒီမြေဟာနောက်ကိုပြန်ပြီးတော့စီးတယ်ဆိုတာဘယ်တော့မှမရှိဘူးသူရှေ့သို့ပဲသွားတယ်ပေါ့အဲ့လိုပဲတရားဓမ္မတို့ဦးဇင်းတို့တွေဟာငကိုအခြေအနေလေးတွေကိုပြန်ရခြင်းနဲ့ရောက်ခြင်းနဲ့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးလို့ရှေ့သို့သာပဲသွားနေတယ်ပေါ့ဥပမာအထက်ထက်နဲ့သူပြောတာနော်မြေတစင်းစီးဆင်းတယ်ပြန်ပြီးတော့လဲတယ်ဆိုတာမရှိဘူးဟုတ်လားပြီးရင်ကမ်းနားမှာရှိတဲ့တစ်ပင်တွေကိုထိုးစားပြီးတော့တခါတည်းတည်ဆောင်သွားတာအဲ့လိုပဲဒီဇရာမရဏဆိုတဲ့သဘောတရားတတ္တဝါတွေကိုတည်ဆောင်သွားတယ်လို့သူ့ရဲ့ဖခင်မေတော်ယူတရားဟောအဲ့လိုဟောတဲ့အခါကျတော့မင်းကြီးကဘာပဲပြောပြောသားတော်ဟာအလွန်မှငယ်ပါသေးတယ်ပေါ့ဒါကြောင့်တိုင်းပြည်ကိုပြန်လိုက်ခဲ့ပါဒီနန်စည်းစိမ်ကိုယူပါပြီးရင်သားတွေသမီးတွေရတော့မှပဲယတိယဟန်ပြုပါအခုတော့ငယ်ပါသေးတယ်တော်တဲ့မှာဘာလို့မှတော့ဒါပဲထပ်ပြောတယ်အဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းကထပ်ပြီးတော့ဟောရပြန်တယ်ဘယ်လိုဟောတော့ဆိုတော့မင်းကြီးတဲ့အဲ့ဒီပျက်စီးတတ်တဲ့အရာတွေနဲ့ဘယ်နဲ့ကြောင့်ကျွန်ုပ်ကိုဖိတ်မှန်နေရတာတော့တဲ့နော်မင်းကြီးကယူပါဆိုတော့ပေးနေတဲ့အရာတွေကတခုမှမပြတ်မဲ့အရာမပါဘူးတဲ့နော်ပစ္စည်းဥစ္စာတွေကလည်းပျက်စီးမဲ့နော်သားတွေမယားတွေဆိုတာကလည်းသေဆုံးသွားကြမဲ့အရာတွေအဲ့တော့ပျက်စီးမဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မွေ့လျော်နေခြင်းဖြင့်ကျွန်ုပ်မှာဘာအကျိုးမှမရှိဘူးတဲ့အဲ့ဒီမှာသူထပ်ပြီးတော့ပြောတာကကျွန်ုပ်ကိုအသေးသက်မဲ့သေမဲဟာကျွန်ုပ်ကိုမေ့မနေဘူးဆိုတာကိုကျွန်ုပ်ကောင်းကောင်းသိတယ်တဲ့အဲ့တော့အသက်ခံရမဲ့ကိုဟာဘယ်နဲ့ကြောင့်ပျော်ရွှင်မြူးထူးပြီးတော့နေတဲ့တယ်လေတဲ့နော်ငါကိုတတ်ဖို့မေ့မနေတဲ့သေမဲဆိုတာကိုသူကောင်းကောင်းသိတယ်တဲ့ဟုတ်လားဒါကြောင့်အသက်ခံရမဲ့လူတစ်ယောက်ရဲ့ပျော်ရွှင်ခြင်းမြူးထူးခြင်းဟာဘာအဓိပ္ပာယ်ရှိမလဲလို့သူကမေးခွန်းထုတ်တာဟုတ်လားအဲ့ဒီမှာသူဆက်ပြီးတော့ပြောတာကနော်တစ်သီးတွေဟာမနှခင်တိုင်းကြွေးကြရတယ်ဆိုတဲ့ဘေးရှိတယ်အဲ့လိုပဲကြီးကြီးငယ်ငယ်အရွယ်အမျိုးမျိုးသောတတ္တဝါတွေဟာတည်ခြင်းဆိုတဲ့ဘေးဟာအမြဲရှိတယ်မင်းကြီးတဲ့မနှခင်မှာတွေ့ကြမြင်ကြရတဲ့လူတွေတွေကတချို့ကိုညနေခင်းမှာမတွေ့ရတော့ဘူးတဲ့ဟုတ်လားညနေခင်းမှာတွေ့ကြမြင်ကြရတဲ့လူတွေကတချို့ကိုနောက်နေ့မနေ့မှာမတွေ့ရတော့ဘူးတဲ့ဒါကြောင့်မို့လို့သူဟာတရားကိုပဲကျင့်မယ်ပေါ့နော်ဒီနေပဲလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ဖို့အရေးကြီးတယ်နောက်နေ့နေရမယ်ဆိုတာဘယ်သူမှသိကြပါဘူးမပြောနိုင်ဘူးအောင်ဆိုသိခြင်းတရားနဲ့ကိုယ်နဲ့ဟာအချင်းအချက်ရှိမထားကြဘူးလို့ဟုတ်ရဲ့လားအဲ့ဒီမှာဦးဇင်းတို့ဏီကုံးကျုပ်သူပါပြောလို့ဆိုတော့မင်းကြီးတဲ့တခိုးတွေဟာဥစ္စာပစ္စည်းကိုအလွန်အလိုရှိတဲ့အတွက်ကြောင့်အသက်ကိုစွန့်ပြီးတော့တောင်းခိုးရတယ်တဲ့သူကအဲ့ဒီလိုဥစ္စာပစ္စည်းတွေကိုမမောတဲ့အနှောင်ဖွဲ့သူ့မှာမရှိဘူးတဲ့အဲ့တော့ဦးဇင်းကအဲ့ဒါလေးကိုလည်းကောင်းကောင်းစဉ်းစားကြည့်တယ်လိုချင်တယ်ဆိုတာကို तू ကနော်အရန်ထိခိုက်မှုရှိတဲ့ဥမာတစ်ခုကိုပေးလိုက်တာဒကာဓမ္မတို့ဦးဇင်းတို့ကပစ္စည်းဥစ္စာတွေကိုလိုချင်တာမရှိဘူးလားရှိတယ်တခိုးတွေကိုလိုချင်တာမရှိဘူးလားရှိတယ်ဒါပေမဲ့သူတို့တော့မတရားသဖြင့်လိုချင်တာပေါ့နော်ဒကာဓမ္မတို့ဦးဇင်းတို့တွေကတော့ဘယ်လိုလိုချင်တာတရားသဖြင့်လိုချင်တာပေါ့ဒါပေမဲ့တစ်ခါတလေကျတော့မတရားတာလေးတွေကိုပါလာနိုင်တာမရှိဘူးလားသူ့မှာအဲ့လိုလိုချင်မမောတဲ့လောဘဆိုတဲ့အနှောင်ဖွဲ့မရှိဘူးလို့ तू ကအဲ့ဒါကိုပြောတာဟုတ်လားဒါကြောင့် तू ဟာဒီအနှောင်ဖွဲ့တွေကနေပြီးတော့လွတ်မြောက်မှုရှိသွားတဲ့အတွက်ကြောင့်နော်တိုင်းပြည်အုပ်ချုပ်မင်းလုပ်ရတဲ့ရှင်ဘင်းအနေထားမျိုးကို तू အလိုမရှိဘူးလို့ तू အဲ့ဒီမှာပြောတာအဲ့တော့ဦးဇင်းတို့တရားကဒီဇက်တော်ကဘလို့အဆုံးသတ်သွားတာတောင်ဆိုတော့နော်ဘုရားလောင်းရဲ့အဲ့ဒီလိုစွမ်းအားတတ္တိတွေကြောင့်ခမဲတော်ကြီးရောမေတော်ကြီးရောမုံမတ်တွေရောအကုန်လုံးရသေးဝတ်ကြတာအဲ့ဒီမှာသူတို့တိုင်းပြည်ကိုလာပြီးတော့တိုက်ခိုက်ကြတဲ့တခြားသောတိုင်းပြည်ကရှင်ဘင်းတွေရောမူတွေမတ်တွေရောအကုန်လုံးယဟန်ပြုကြတာနော်အနည်းငယ်မျှပဲကြံတယ်လို့ဆိုတယ်အဲ့ဒါ9ပြည်တောင်ရသေးဝတ်ကြတာ3ယူဇနာလောက်ရှိတဲ့အဲ့ဒီတောထဲမှာသူနေတဲ့နေရာအကုန်လုံးလူတွေနဲ့ပြည့်နေလို့ဆိုတယ်အဲ့ဒါတရားမင်းရဲ့နော်ဝိဇယုံနတ်သားကလည်းပဲအများကြီးကူညီတယ်လို့ပြောတယ်သူတို့ရဲ့စားရေးတောက်ရေးအဲ့ဒါဘုရားလောင်းကဒီယသိတွေကာမဝိတ္တဗျာပါဒဝိတ္တဝိဟိတဝိတ္တတွေကိုတွေးကြတယ်ဆိုရင်အဲ့ဒါဇံပင်ញင်တကူနဲ့ကောင်းငင်ကနေသွားပြီးတော့တဲ့သူတို့ကိုပြောတာပေါ့နော်ဒီလိုမျိုးမတွေးနဲ့ဒီလိုမျိုးစီစိတ်မျိုးမထားနဲ့သူတို့ရဲ့စိတ်တွေကိုသူသိတယ်ပေါ့အဲ့ဒါကြောင့်သူ့ရဲ့အဆုံးအမမှာတီးပြီးတော့ကျင့်သုံးကြရင်းနဲ့များသောအားဖြင့်ဇံပင်ញင်ရကြတယ်ကောင်းရမြတ်ရရောက်ကြရတယ်ပေါ့အဲ့ဒီလိုနဲ့ဦးဇင်းတို့တင်မိရဇက်ကိုအဆုံးသတ်တာပေါ့သူ့ရဲ့အဋိဋ္ဌံအောင်လိုက်တာနဲ့သူတယောက်တည်းကောင်းကျိုးချမ်းသာရတာမဟုတ်ကောင်းတာကိုလုံးမယ်ဆိုတဲ့သူ့ရဲ့ဆွဲဆွဲမြဲမြဲစောင့်တည်ထားတဲ့အဋိဋ္ဌံတရားကိုမဖြစ်အောင်မပျက်စီးအောင်
သူစ조사အထောက်နိုင်တာကိုအဓိကပြောချင်တာပါဒါပေမဲ့နောက်ပိုင်းမှာသိချင်းတရားနဲ့ပတ်သက်ပြီးတော့နောက်ငယ်ငယ်ရွယ်ရွယ်မသိဘူးဆိုတဲ့အထင်နဲ့ကိုအသက်နဲ့အကျွမ်းတဝင်မရှိသင့်ဘူးဆိုတဲ့စကားလေးတွေကိုလည်းကြားတော့နော်တွေ့ရတော့ဒါဦးဇင်းတို့ကတော့ပြောချင်တာပေါ့ဟုတ်လားအေးဒါကြောင့်ပိဿပေါင်းတော်တို့ဒီနေ့ညအဋိဌံပါရမီနဲ့ပတ်သက်ပြီးတော့ဒါဦးဇင်းတို့ပြောခဲ့တယ်ပေါ့နော်အခုအဓိကကြားတဲ့အဋိဌံကဘာလို့ဆိုတော့ဝတ္တအဋိဌံနော်မြင့်မြတ်တဲ့ကောင်းမွန်တဲ့လုပ်ငန်းတွေကိုပြီးမြောက်အောင်လုပ်မယ်ဆိုတဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုယ့်ရဲ့အဋိဌံကိုမပျက်စီးအောင်နော်ကြောက်တောင်ကြီးများလေမုန်တိုင်းများကြုံတော်လည်းပဲမတုံလှုပ်တဲ့သဘောမျိုးရှိနေသလိုမျိုးကိုလည်းပဲအဲ့ဒါလိုမတုံမလှုပ်ကျင့်သုံးမယ်ဆိုလို့ရှိရင်ကိုရောက်ချင်တဲ့ပန်းတိုင်ကိုမရောက်နိုင်မေဘူးလားရောက်နိုင်တယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီကနေ့ဒိဋ္ဌံပါရမီတရားကိုနာယူကျင့်ကြရတဲ့ကုသိုလ်ကောင်းမှုတို့နဲ့တကွအလုံးစုံသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအရှုသူတို့ရဲ့စွမ်းတတ္တိကြောင့်ပညာဘုံညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုနိုင်ကြပါစေလို့